ရှမ်းခောက်ဆွဲကိုရန်ကုန်မှာစားမယ်ဗျာအမေရေစိမ်ခောက်ဆွဲပါဗျာခောက်ဆွဲတပွဲစာ486မြင်ကိုပြုတ်မယ်ပြုတ်ပြီးဆယ်ထားမယ်အစာပလာပြင်ပါမယ်ခဲညင်သီးအနေလေးထည့်မယ်ဟင်းညမုံနဲ့ထည့်မယ်စီမွေးရဲ့စီချက်ထည့်မယ်ကြာညိုးအချိုအငန်ထည့်မယ်တက်သားအနစ်ချက်လေးထည့်မယ်ကျွန်တော်တပွဲလေးမဟုတ်ပါဘူးဗျာတိုးဦးနွေးလေးထပ်စားမယ်တိုးဦးနွေးကိုကြာတော့ဒီကြာဖြောင်းနဲ့စားမှာဖြစ်ပါတယ်ဒီကြာဖြောင်းလေးနဲ့တို့စားမှာပေါ့နော်โอเคဗျာရပါပြီစားပြီးတော့စားပါတော့မယ်ခင်ဗျာစားကြပါအောင်ရှယ်ပဲဗျာအရသာတော့ဒါပေမဲ့ငရုတ်သီးလေးများများထည့်လိုက်ငရုတ်သီးလေးနဲ့မှပို့ပြီးတော့ချိုးတာပေါ့နော်ရှယ်ပဲဒီကြာဖြောင်းကိုတိုးဘူးနွေးလေးနဲ့တို့ပါဇက်ထဲကိုတော့တော့ဝမိုက်တယ်စားကြည့်ပါတော့ဖို့ကျူးလေးလည်းကောင်းပါတယ်တော့ဖို့ကျူးလေးလည်းကျွတ်ကျွတ်လေးနဲ့